Hello morning guys ဒီနေ့တော့ကျွန်းရ Working Week မှာဘယ်လိုမျိုးဖြတ်သန်းလဲဆိုတာကိုအားလုံးကိုခေါ်ကြားပေးပါမယ်။မနက်စာကိုတော့အားလုံးသိရတဲ့အတိုင်းပဲကျွန်းကခွေကားအုပ်နဲ့ဒီ chocolate ပါမုံလေးပဲစားဖြစ်ပါတယ်။ဒီနေ့တော့ကျွန်းရပါထိုင်းက morning ကနေစပြီးတော့ပေါ့နော်နေ့လယ်3နာရီလောက်အထိ lounge shift သွားမှာပါအဲဒီတော့မနက်ပိုင်း shift ဆိုတော့ကျွန်း skin care နဲ့ makeup နဲ့ပြင်ပါမယ်။ blush အနေနဲ့လဲကျွန်တော်ဒီ Berry Bra ကထွက်ထားတဲ့25လေးကိုပဲနည်းနည်းတင်နေပေါ့နော်ခုတော့ကျွန်တော်ဝေစားလဲပြီးသွားပြီပေါ့နော်ဒီနေ့က morning shift ဆိုတော့အရင်လည်းမအေးဘူးကွာအဲ့ဒါကြောင့်မလို့ကျွန်တော်အနက်ရောင်ထပ်မွတ်တော့ဒီတိုင်းပဲဝတ်ထားတယ်ဟိုအလုပ်ကိုရောက်ခါကြတာမှအေးတယ်ဆိုလို့ရှိရင်တို့ရဲ့အဘော Sainsbury jacket လေးထပ်ဝတ်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်အလုပ်သွားပါမယ်ဒါလေးလည်းပြင်နေပါပြီတော့ယူလာအောင်ခုတော့ကျွန်တော်အလုပ်ကိုရောက်ပြီပေါ့နော်ဒီနေ့ကတော့ကျွန်တော်က Hair and Beauty ရဲ့တန်းမှာပစ္စည်းတွေပြန်ထည့်ရတယ်ပေါ့နော်များသောအားဖြင့်ကတော့ကျွန်တော်က store ဖြစ်ရပဲကွာပြီးရင် customer တွေလာမေးလို့ရှိရင်သူတို့ကို assist လုပ်ပေးတယ်ဒီလောက်ပဲပေါ့နော်ကျွန်းရဲ့ဒီတစ်ပတ်အတွက်အလုပ်တစ်ရက်တော့ပြီးသွားပါပြီခုအိမ်ကိုပြန်ရောက်ပြီပေါ့နော်ဒီနေ့က lounge shift ဆိုတော့အကြာကြီးမတက်ရတာဆိုတော့ကွာတော်တော်ညောင်းပါတယ်ခုညနေလည်းရောက်ပြီဆိုတော့ကျွန်တော်တန်ရှင်းလေးနဲ့ပပလုပ်ပြီးတော့ဒီခါလေးရေမိုးချိုးလိုက်ပါတယ်ပြီးရင်တော့ဒီနေ့ညစာအတွက်ကိုတော့ကျွန်တော်ကခောက်ဆွဲတုပ်လေးလှုပ်စားဖြစ်တယ်ပေါ့နော်အားလုံးပဲဆက်ကြပါအောင်ရှင်ခုရဲ့ကျွန်းစီမှာဒီဆယ်လီဆိုင်ရိုးရိုးဥစ္စာပေါ့နော်ခဏခဏတက်နေရတယ်အဲ့ဒါလေးကြည့်ချင်လို့ကျွန်တော်ညစာလေးဆိုင်နဲ့ဒီအပိုင်းလေးကြည့်ဖြစ်ပါတယ်အားလုံးပဲgood nightပါနောက်နေ့မနေ့မှပြန်တွေ့ကြမယ်နော်စီးနေအဲ့တော့အောက်ကနေကျွန်တော်ဒါမဲ့တစ်ချက်ဝင်မယ်ပြီးရင်ဒီနေ့အဲ့အစ်စ်ပေါ့နော်ဒီနေ့အဲ့ဒီမှာရှက်လေးတွေကျွန်တော်လေ college တွေအတွက်ရှက်ပုံစံလေးထားပေးထားတယ်ဒီရှက်လေးယူခဲ့တယ်အောက်ကတော့ကျွန်တော်ကဒီအနက်ရောင်ပတ်မယ်ဝေးရမှာပေါ့နော်အမြဲတမ်းပဲပြီးရင်ဒီဟိုအောင်ပဲ shoe လေးပါလေအဲ့ဘလို့က trainers ကလည်းကျွန်တော်အနက်ရောင်ပါပဲနောက်မိလည်းအနက်ရောင်အပေါ်အချက်ကတော့သူတို့ဒီလိုမျိုးခိုးဝတ်ထားတဲ့အရောင်လိုမျိုးရယ်ပြီးရင်နီညိုရယ်ပေါ့များသောအားဖြင့်ကတော့နီညိုပဲဝတ်ရပါတယ်ငါဒီဥထုအေးတယ်လို့ခုရက်အဲ့ဒီဘက်မှာရောအေးကြလားကျမရဲ့ကျူးစိတ်ကြပါလို့ခုပေါင်းလည်းဝတ်ပြီးသွားပြီ waitress နဲ့တူရယ်နော်ဒီ shirt နဲ့အောက်ကပန်းအနက်နဲ့ဝတ်ထားတာမေးတယ်ဒါမနေ့တော့ကျွန်ပြောတဲ့သူရဲ့ jacket လေးအဲ့ဒီ jacket ပါအဲ့ဒါထောက်ဝင်မယ်ဒီမှာလေရာဒီလူအေးပြီဆိုရင်လေအဲ့ဒီအေးတာထက်ကွာလေမတရားတိုက်တာလမ်းအောင်ရှောက်လို့မရအောင်လေတိုက်တယ်အဲ့လေကတကယ်လို့မှဒီဘက်ကတိုက်တယ်ဆိုရင်လေကျွန်တော်ကဒီကိုသွားရမလားအဲ့ဆိုအဲ့လိုစတိုက်သွားလို့မရအောင်မတရားတိုက်တော့လူကတော်တော်ရုံးတယ်အဲ့ကျွန်တော်ကဒီလိုမျိုးနောက်ကျော်ပေးလိုက်တယ်အဲ့သူကဒီဘက်ကတိုက်တော့ခဏညံ့နေလိုက်တယ်ငိမ့်သွားပြီဆိုတာနဲ့တန်ပြေးပြီးတော့သွားတော့ချက်ကလည်းချက်ဝတ်ပါမယ်အင်းလိုလေးဆိုတော့စမတာတော့အဲ့လက်ပြင်ပြီးရေဘူးပါတယ်အထက်မှာမဟုတ်ပါတယ်ပြီးရင်လက်အဲ့ပစ္စည်းရထက်ပါဆိုတော့လေအောက်ကပြောင်းရပါထီရတော့မပါမဖြစ်အမေတိတ်မစားမြစ်ပါဘူးမိုးရွာရင်ကွာမိုးွားကြတာထက်လေတိုက်တာပုံများလို့အဲထီးလန်တာနဲ့လေခီးဆက်လို့မရတော့ပါပြီတော့နေ
အလောက်ကိုရောက်ပြီးဒီနေ့ကတော့ကျွန်တော်ကော်ဖီတန်းမှာပစ္စည်းရေးပြရတာပေါ့နော်ကျွန်တော်အကြိုက်ဆုံးအတန်းကတော့ကော်ဖီတန်းပဲအဲဒီကော်ဖီတုပ်လေးတွေကိုကသူ့နေရာနဲ့သူအစင်မလေးထည့်ရုံပဲအရင်ပစ္စည်းရေးစင်ကြတယ်မလို့ဟိုက်ခုတော့ကျွန်တော်အိမ်ကိုပြန်ရောက်ပါပြီအလုံးမအောင်ကွာကျွန်တော်ပစ္စည်းဖြည့်ရဲ customer တို့ asset လုပ်တယ်ဒါပဲဆိုတော့အရင်လုပ်ပြစရာမရှိဘူးကွာအဲ့တော့အလောက်က clip တွေကတော့နည်းတယ်ပေါ့နော်ခုတော့ကျွန်တော်အိမ်ပြန်ရောက်ပါပြီဒီနေ့ကလည်း long shift ပဲဆိုတော့ပြန်ရောက်လို့ရှိရင်ကျွန်ကများသောအားဖြင့်က laundry လုပ်တာတို့ cleaning လုပ်တာတို့အမြဲတမ်းအားမျိုးလုပ်ဖြစ်တယ်ပေါ့နော်မဟုတ်ဘူးဆိုရင်အလုပ်ရက်ဆက်သွားတာနဲ့ကြောင်းတက်ရတဲ့ရက်ဆက်ရင်ကွာအိမ်မှာရှုပ်ပွားနေမှာဆိုလို့ကျွန်တော်အလုပ်ကနေပြန်လာရင်လုပ်လို့ရှိရ routine vlog လေးလည်းကျွန်တော် YouTube မှာတင်ထားတယ်နော်မကြည့်ရသေးဘူးဆိုလို့ရှိရင်လည်းအဲ့ဒီဗီဒီယိုလေးကိုတွားပြီးတော့ကြည့်ရှုအားပေးပေးပါအောင်ရှင်လောက်ဆရာရှိရလောက်ပြီးသွားပြီဆိုရင်တော့အမြဲတမ်းပဲရေမိုးချိုးပြီး skin care လုပ်ပြီးလို့ရှိရင်နောက်နေ့အတွက်ဒါမှမဟုတ်တစ်ပတ်လုံးစာအတွက် plan လုပ်ဖြစ်ဒါပါပဲပြီးရင်တော့ဒီနေ့ညစာကကျွန်တော်ကြက်သားဟင်းချက်ဖြစ်တယ်ပေါ့နော်အဲ့တော့ကြက်သားဟင်းနဲ့ movie တိုင်းလေးကြည့်ပြီးတော့ထမင်းစားဖြစ်ပါတယ်အားလုံးပဲဆက်ကြပါအောင်ရှင်စားတော့ပြီးရင်တော့ကျွန်တော်ဖျားဖို့ပြီးတော့အိပ်ပါတယ်ဟယ်လိုဒီနေ့ကတော့ဒီတစ်ပတ်အတွက်ကျွန်းရဲ့ worksheet နောက်ဆုံးနေလေးပေါ့နော်ဒါပေမဲ့ဒီနေ့ကကျွန်းက night shift သွားမှာပေါ့နော်အဲ့တော့မနက်ပိုင်းကတော့စားရတောက်တယ်ပြီးလို့ရှိရင်ညအတွက်ပြင်ဆင်နေပေါ့နော်ခုတော့ကျွန်းကအားလုံးပြင်ဆင်ပြီးလို့အလုပ်သွားပါတော့မယ်ဒီနေ့ကရာသီဥတုကတော့အေးချက်ပဲပြောမင်းနဲ့အပြင်မှာလည်းကြည့်လိုက်အောင်မိုးတွေပါရွာနေရကွာခုတော့အလုပ်ကိုရောက်ပြီးပစ္စည်းတွေဖြည့်နေပါပြီဒီနေ့ကကြတော့ကျွန်တော်အတူတူအလုပ်ဆောင်ဝင်ခဲ့တဲ့တငယ်ချင်းတွေအများကြီးရှိရပေါ့နော်အဲ့တော့ကျတော့တော်တော်ပြောဖို့ကောင်းပါတယ်ပစ္စည်းတွေဖြည့်လိုက်ပြီးလို့ရှိရင်ဟိုဘက်အိုင်းနဲ့ဒီဘက်အိုင်းသူတို့နဲ့စကားတွေလမ်းပြောလိုက်နေပေါ့နော်အချိန်ကုန်လို့ကုန်သွားမှန်းတော့မသိပါဘူးဒါပေမဲ့အမြဲတမ်းဟိုလျှောက်သွားလိုက်ဒီလျှောက်သွားလိုက်နဲ့ပစ္စည်းတွေဖြည့်ရတာဆိုတော့ချက်တော့တော်တော်ညောင်းပါတယ်နိုင်ရှိပြီးသားလို့ကျွန်အိမ်ကိုပြန်ရောက်ပါပြီရုပ်ကိုပဲကြည့်လိုက်တော့ပြင်ပန်းလားမပြင်ပန်းလားတော့အလောက်ကြာကြီးလောက်တာဆိုတော့ဘိုက်တော်စားနေပြီပေါ့နော်အဲ့တော့အမြဲတမ်းပြန်ရောက်တာနဲ့တခုမဟုတ်တခုကတော့လောက်စားဖြစ်ပါတယ်ငယ်တုန်းကကျွန်တော်စားတယ်လို့လေခောက်ဆွဲပြုံးနဲ့အိုက်ထဲကိုကြက်ဦးလေးဖောက်တယ်ပြီးတော့တားစားကောင်းပါတယ်အားလုံးပဲဆက်ကြပါအောင်ရှင်ကျွန်တော်ကတော့ဘိုက်ဆာနဲ့တားကိုစားနေပါပြီစားပြီးလဲပြီးတော့ကြည့်လိုက်အောင်ဒီမှာနှင်းနေကြလာလို့အဲ့ဒါနဲ့ပဲကျွန်တော်အပြင်ကိုထွက်ပြီးတော့ဓာတ်ပုံလေးတွေရိုက်ဖြစ်ပါတယ်စားလို့လည်းပြီးသွားပြီဆိုတော့ကျွန်တော်ခဏတစ်ဖြုတ်အိတ်လိုက်ပါအောင်မယ်ကျွန်းရဲ့ဒီ work quick vlog လေးကတော့ဒီလောက်ပါပဲကျွန်းရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်အားလုံးပဲနောက် vlog တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော် bye bye